အားလုံးပဲမင်္ဂလာပါတန်ကြီးဝင်ရပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တူတူတော့လှုပ်ရှားမရှိပါဘူးဒီနေ့ကတော့ကျွန်တော်ကိုရီးယားမှာဆိုရင်ဒါမြန်မာလူမျိုးတွေအများဆုံးနေတဲ့နော်ဒါမြန်မာမျိုးလို့ပြောလို့ရတဲ့ဖြောင်းတောင်းပါဘူးဘာမှရေးကိစ္စတော့မရှိပါဘူးကျွန်တော်မြန်မာစားစားလေးတော့စားမယ်ပြီးတော့အိမ်မှာချက်ဖို့အတွက်အင်္ဂလိပ်ရင်းလေးနေပါတော့ဝင်မယ်လို့စိတ်ကူးကြတယ်ကျွန်တော်တို့လိုက်ကြည့်ပါဦးဒီရက်ပိုင်းမှာကိုရီးယားမှာနည်းနည်းအေးစားတော့ပြုတ်လာတယ်ဒါပေမဲ့စိုးထဲမှာတော့အဲ့လိုပြုတ်တော့မဟုတ်ဘူးစိုးထဲမှာကျတော့အေးတော့အေးတယ်ဒါပေမဲ့အရင်အေးတယ်တော့မပါဟုတ်ဆိုဟိုဒီဘက်စိုးအပြင်ဘက်ဒီမှာဆိုလို့ရှိရင်နှင်းနေတော့ကြာတယ်ဒါပေမဲ့စိုးထဲမှာနှင်းက2ရက်လား3ရက်လားဒီလောက်ပဲကြာပြီအဲ့တယ်လည်းပုံမကြအခုဆိုရင်နှင်းအောင်မရှိဘူးပြောင်းတလင်းခါတာဘူးလို့ရှိတယ်ဘယ်လိုမှကြည့်တလားတော့နှင်းလို့မရှိဘူးဘုရားနေ့ကတော့နှင်းကြဒီနေ့တော့များတယ်တော်တော်များမတရားများလို့လုပ်ခဲ့တယ်အခုကျလည်းနှင်းလုံးလုံးမရှိဘူးအခုကျွန်တော်ကပြောင်းသွားမှဆိုတော့ဒီဆိုးနဲ့ကျွန်တော်ဆိုးကနေကျွန်တော်ဆိုးတော့မျိုးလည်းမဟုတ်ဘူးကျွန်တော်နေတဲ့အိမ်ကကျတော့စိုးရဲ့ဟိုစိုးတော့စိုးပဲဒါပေမဲ့အဲ့လိုမျိုးနော်မျိုးဒီနည်းနည်းလေးရောက်တယ်နည်းနည်းလေးရောက်တယ်ဆိုတော့မျိုးနဲ့ဟိုဘယ်လိုပြောမလဲနည်းနည်းပေါ့နော်စိုးမျိုးလည်းကောင်းမဟုတ်ဘဲနဲ့စိုးအစွန်ဘက်ကိုအရန်ကြာအဲ့တော့အဲ့စိုးအဲ့အစွန်ဘက်ကနေပြီးတော့ရောင်းလို့တောင်းမယ်ဆိုရင်အနည်းဆုံးတော့မစီးရအောင်ဆိုတော့နာရီခွဲလောက်ပဲစီးရအောင်နာရီခွဲလောက်စီးရအောင်ဘူးလို့တော့ကျွန်တော်တကယ်ရင်းကိုတော့ခေါ်ပါဘူးလို့လေလိုက်မယ်ဆိုတော့ကျွန်တော်တော့ခေါ်ပြီးတော့နိုင်ကြည့်လို့မြင်အောင်ကိုရီးယားလို့ဆိုရင်တော့ဒီဟိုနော်2နာရီ3နာရီကြာတယ်ဆိုတာတော့တာမှန်ပါပဲတကယ်နေတာတော့အလုပ်သွားရင်တော့မှအနည်းဆုံး1နာရီခွဲလောက်ကြာတယ်ဆိုတော့ဒီ2နာရီခွဲလောက်ဆိုတာတော့ဖင်လေကောင်းလေးနဲ့ပြီးတော့မှာခဏနဲ့တော့ရောက်သွားမှာဒီနေ့ရတယ်အေးရထားလည်းနောက်ကျသည်နေဟောတော့နေလေ7နာရီခွဲလောက်မှလို့ညအိတ်လည်းနောက်ကျတော့7နာရီခွဲလောက်မှနိုးတော့အဲ့ခုဆိုဘယ်နာရှိတယ်ခုဆိုတနာရီ44ရှိ2နာရီအောင်ထိုးတော့ဒီကနေပြီး2နာရီလောက်တောင်းမယ်ဆိုလို့ရှိရင်အနည်းဆုံးမကြဘူးဆိုရင်တော့မှ2နာရီဆိုရှင်အနည်းဆုံးတော့4နာရီခွဲလောက်တော့ရောက်မှတင်တယ်ရထားပေါ်လည်းမူတည်တခါကျရထားအရင်ကြာတယ်။ခါကျရင်လည်းရထားကိုကံပါရင်ကံလို့နော်ကိုရှိကိုဝုန်းသူရောက်လာမျိုးလည်းရှိတယ်။အဲ့တော့ကျွန်တော်တို့လိုက်ခဲ့ပြီပေါ့။ဘူပြောင်းမှရမစားတော့စမယ်။ကိုရီးယားမှာကျွန်တော်ရထားစီးတော့မှာပေါ့နော်။ရထားစီးတော့မှဆိုလို့ရှိရင်ပုံမှန်အဖြစ်တော့ဒါ physical ကတ်တွေနဲ့ဖြတ်တာများတယ်။ဒါပေမဲ့ကျွန်တော်ကတော့ physical ကတ်နဲ့မဖြတ်ဘူး။ခဏပြောက်လို့အဲ့ကျွန်တော်ကဒီမှာနိုင်လေးကိုကတ်ထည့်ထားတယ်အဲ့ဒါနိုင်လေးနဲ့ဖြတ် Let's go ဘယ်ပါလဲနိုင်လေးကတ်ထည့်တာလဲဘာမှမခက်ဖေးရထားလာပြီးတော့ဟုတ်ကဲ့ဟိုကျွန်တော်တို့ရထားတော့စီဟုတ်ကဲ့ solution နှစ်ဆင့်ရှိတယ်အဲ့ဒါဒီဒီကောင်းလို့တော့လိုင်းတော့ပြားလိုင်းနဲ့တစ်တလိုင်းမရှိဘူးအဲ့တော့ကျွန်တော်တို့ဒီဒါကတော့နံပါတ်6ပေါ့new line 6ခိုင်နံပါတ်1ကိုပြောင်းပြပါတယ်ဘာလို့ဆိုဒီမှာအဲ့လိုမျိုးတစ်စင်းနဲ့ရောက်တဲ့ရထားကတော့ရှားတယ်ဘာလို့နည်းနည်းဝေးတာဖြစ်တဲ့အတွက်တစ်စင်းနဲ့ရောက်ဖို့ရထားကတော့တော်တော်လေးကိုရှားတယ်လို့ပြောပါတယ်ဒါပေမဲ့အဲ့တော့အခုတော့ကျွန်တော်ရထားပြောင်းမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လိုက်ခဲ့ပြီပေါ့
ဒီချုံပြီးတော့မဆောင်တော့ကျွန်တော်ဘေးကနေကပ်ပြီးတက်ပါဟုတ်ရဲ့ဒါတရက်တာမှာကော်ဖီမရှိရင်မရကော်ဖီမရှိရင်လူကဘာလုပ်လို့အဆင်မပြေဘူးဘယ်ဟာဆိုဘာလုပ်လို့ကိုအဆင်မပြေအဲ့တော့ကျွန်တော်ကော်ဖီလေးဝယ်မယ်စားစရာတော့တော်တော်စုပ်ဒါပေမဲ့ကော်ဖီလေးဝယ်안녕하세요. 네. 같은 배에서 나왔는데 영희 씨는 어떻게 저렇게 잘생겼냐? 그런 댓글이 있더라고요. 네, 감사합니다. 여기 계세요? 네, 안녕하세요. 커피로 야. 코리아만 싸야고 밥이 속에 와. 이 스타벅을 또 있자. 되게 있자. 하나 따오게. 다음에 제지에 니가 오는 게 아니. 너 원에서 다소 다 미디엄 사이즈. 레렌 나 타오. 하나 또 오냐. 아, 제일 괜찮지가. 만약에 뭐 고런 거 주면 되네. 이 아이도 되게. 다음에 제대로 나와 먹을. ပြီးတော့လည်းမတက်နိုင်ဘူးဒါပဲရှိရောလေတောက်ပါဦး The train bound for Incheon is ချုံ now ရထားပါ ဒုက္ခတော့ရောက်ပြီလူအများကြီးပဲဒုက္ခတော့ရောက်ပြီဒါမဲ့လည်းကိစ္စမရှိတော့တခါလေးရောက်မှာဆိုချောင်းရင်းဒီမှာဆင်းကြမယ်တင်နားအဲ့နားမှာတော့ဒီမှာအများဆုံးရှိတဲ့မြို့ပေါ့နော်မြို့တပြောမြို့ရောက်ပါအဲ့ကိုရီးယားမှာနေတော်တော်များတော့တိပါဒီမြို့ကဒီမှာဆိုင်တွေအများဆုံးရှိတဲ့မြို့ဆိုတော့ဒီမှာလူမျိုးတွေများတော့ဒီနေ့တနေ့ကနေနေဆိုပိုတော့များတယ်လို့ဆိုတော့အကုန်လုံးရဲ့နားရက်လည်းဖြစ်တယ်တော်တော်များလည်းဒီနားရက်တွေမှာလာပြီးတော့ဓမ္မအစားတော့ဒီလာစားကြတယ်မြန်မာ ingredient တွေလာဝယ်ကြတယ်ဆိုတော့ဒါလည်းညနေနေရတော့လူချက်ဆုံးလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်လည်းတူတူပါပဲဒီနေ့မှာအစားစားတော့အားလုံးလည်းညနေနေရတော့မာဆိုင်တွေတော့ဒီများတော့ဒီအလုပ်တွေကျွန်တော်များညနေနေပြေးတယ်ဒီမှာတုံနေပါတယ်ကရောကြီးဟေးဟေးကျွန်တော်အခုမြန်မာဆိုင်အောင်ရောက်နေရပါတော့မြန်မာဆိုင်ကကျွန်တော်စားဘူးသမျှမြန်မာဆိုင်တွေထဲမှာတော့ special ကောင်းပါတယ်ဆိုင်ပြင်စင်တော်တော်လှတာမင်းစီစံသမင်းရမချတယ်သမင်းစီစံနေဘာနဲ့မှာလဲကျုပ်နေပဲလားဟောဒါကတော့ဒုမကြီးရဲ့ဓမ္မောက်ဒါကတော့အကျော်ဆုံးကျွန်တော်ဖတ်တယ်မင်းရတော့မလာသေးဘူးခဏဆောင်အောင်စားတော့မလားစားနေအောင်လေဘာစားတော့မလဲကျွန်တော်ဟာတော့မရောက်သေးဘူးမစားဘူးလို့ finallyကျေးဇူးပါရပါတယ်ကျေးဇူးပါ play တွေကို show လိုက်
ပလိန်နေအောင်ရှိုး 1 hour later. Honest review စမူစာတုံးလေးပေါ်တယ်နည်းနည်းပေါ်တယ်အမေအကျော်ဆုံးတော်တော်ကောင်းတယ်ဖတ်တမင်းကလည်းတော်တော်ကောင်းပါတယ်တကယ်မြန်မာ vibe ရတယ်ဖတ်တမင်းကလည်းဖတ်နဲ့ထုတ်ထားတာလည်း decoration ကတကယ် share ပဲညူသီးကြော်ကောင်းတယ်ကုန်းပါဖက်အကြိုက်ဆုံးကတော့လက်ဖေးဒီဘူဖြောင်းမှာဆိုင်နေအကုန်တော်တော်များများစားဘူးရနော်ဒါပေမဲ့ဒီဆိုင်ကိုအကြိုက်ဆုံးပဲပိုးရှင်းလည်းများတယ်ပေးရတဲ့ဈေးနဲ့လည်းတန်တယ်အရသာလည်းရှိတယ်အများစုကအရသာတော်တော်ကောင်းတယ်တော်တော်များများလဲစုံအောင်စားဖို့ပါတယ်ပါဆယ်လဲထုတ်ဘူးတယ်တော်တော်ကောင်းတဲ့နေရာမှာပါတယ်အဲ့တော့ fully recommended အရင်တော့အမှဒီဆိုင်ကလေဒီလိုပုံစံမဟုတ် decoration ကအဲ့လောက်မကောင်းတကယ်ဟိုလူတကားကြီးကိုတွန်းဖွင့်ပြီးဝင်လာတယ်ပြီးတော့အခန်းတွေဖွဲ့ထားတယ်မှာအများကြီးပဲလူအိမ်လိုပေါ့မှာပြီးတော့ကျွန်တော်အဲ့ဒါကို3လောက်ရောက်တယ်ဒီကိုလင်းပြင်းနဲ့စားတော့ကကျွန်တော်ဟိုတောင်လေးမှာထိုင်တာအဲ့တော့ဒီမှာအခန်းကြီးလုံးဝအခန်းကြီးအလုံးပိတ်ခန်းကြီးအခုကျတော့လုံးဝဟို hall လို့လုပ်လိုက်ပြီးတော့ decoration မီးတွေအစတေချာလှအောင်ဆင်တာတော်တော်လေးကိုမိုက်တယ်နောက်တစ်ခုမိုက်တာအောက်မှာဖုံးဆိုင်သူတို့ဟာပဲဘေးနားမှာမြန်မာဟိုစားတော့ကုန်ဆိုင်သူတို့ဟာပဲအဲ့တော့တော်တော်စုံနေတယ်မှာပါတယ်စားဖို့မြန်မာဆိုင်တွေထဲမှာတော့ဒီဆိုင်ကတော့ highly recommended Few moments later. ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဲ့တော့နောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးထားပါဦးအားလုံးပဲတက်တာပါ